တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရစေ။တောင်းနေတဲ့ 7 minute anime ကတော့ solo level လေးရဲ့ episode 7 ဖြစ်ပါတယ်။ Hunter ဌာနချုပ်မှာတော့ဒီဟာကိုကြည့်ပါအောင်။ Sirat ကူတဲကထွက်လာတဲ့သူတွေကဒီနဲ့ Iran တွေပါထွက်ပြေးလာတာနေမှာပေါ့။ Boss ကိုတက်ပြီးထွက်လာတာပါ။ဒီ Red Hunter ရဲ့လက်နက်တွေကအရန်စီးကြီးပြီးကောင်းရုံနေလို့ပါ။ပတင်ကရင်ထက်ဆုံဆန်းလိုက်လေ။နောက်ထပ်လွတ်လာတဲ့ Iran ကဟိုတစ်ခေါက်ကလွတ်လာတဲ့စောင့်ချင်းမှုဖြစ်နေလို့ပါ။နောက်ပြီးတည်သွားတဲ့တယောက်ကဟွမ်တုံဆက်ပါ။ဒုံစုရဲ့အကူဆိုတော့အောင်နောက်ပြီးဂျင်ဝူလည်းအိမ်ပြန်ရောက်တော့သူ့ညီမအတွက်ကြော်တွေဝယ်လာလို့ဆွဲလိုက်ကြကဒဏ်ရာမရခဲ့တော့ဆူရခဲ့တယ်မလားဂျင်ဝူလည်းကူထဲမှာဟွမ်တို့အဖွဲ့ကိုဖြုတ်လိုက်တာကိုပြန်တွေးနေမိပြီးငါမတွေးဝေခဲ့ဘူးအရှင်ကငါဆိုရင်ပြေးမှာ level တက်လာလို့တတိတွေပါတိုးလာတာလားဒါပေမဲ့သူတို့တွေကလူသားတွေအကိုကြီးနေမကောင်းဘူးလားကောင်းပါတယ်အခုကမိသားစုနဲ့တမာဖို့အတွက်ပဲသိလို့မဖြစ်တော့ဘူး BR kit လိုက်တော့ system က BR ရဲ့ effect တွေကိုဖယ်ရှားပေးလိုက်တယ်သူလည်း BR တွေကိုယူပြီးအခန်းထဲကိုလက်သွားတယ်အခန်းထဲမှာ BR ထိုင်ကင်နေပြီး system က BR ရဲ့တက်ရောက်မှုတွေကိုဖျက်လိုက်တာပဲကျမရေးနဲ့အသက်ရှည်ခြင်းနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်တွေကိုဖြည့်ပေးနေတာပဲဒါကအရင်ကူတဲ့ဝင်တော့ကရခဲ့တာပဲအဲ့တုန်းကဆုံချုံသွားတဲ့ခြေလက်တွေပြန်ပေါက်လာတာကဒီဟာကြောင့်လားနားမလဲတာတွေကြံနေသေးတာပဲဂျင်ဝူအိပ်ပျော်သွားတော့သူညီမကဂျင်ဟူစီကနေဖုန်းလာကြောင်းပြောရင်းနဲ့ BR ကိုချစ်တော့ဖို့တတိပေးလိုက်တယ်အဲ့နောက်မှာတော့ကဖေးဆိုင်မှာတွေ့ကြပြီးဂျင်ဟူကသူနဲ့တူတူအလုပ်လုပ်ဖို့ပြောတော့ထပ်ပြန်ဖို့လုပ်နေလို့ပြောတာကိုခဏနားထောင်ပေးဖို့တောင်းပန်လိုက်တယ်ကျွန်တော်က Guild Master License ကိုရချင်တယ်အဲ့လိုလုပ်ဖို့ဆိုရင်အနည်းဆုံးအကြိမ်20လောက်ဂူအောင်ပူတဲ့ဟန်တာဖြစ်မှရမှာအခုမှတစ်ခါပဲဝင်ဘူးသေးတယ်အဖေကုမ္ပဏီကိုဆက်ခံမှုလေ့လာထားပါတယ် Guild Master ဖြစ်ဖို့ကကုမ္ပဏီအတွက်ပါအတဆိုရင်မင်းဖေကထောင်ခိုင်းတာပေါ့ဟုတ်ပါတယ်ဂူထဲမှာက Shaba Crystal တွေအများကြီးရှိတယ်မွန်စတာတွေရဲ့အလောင်းနဲ့လက်နက်တွေကိုထုတ်ကြရတယ်ပြောရရင်ဂူထဲကဟာတွေကငွေဖြစ်လာနိုင်တယ်အဲ့တော့ကိုပိုင်ဟန်တာတွေနဲ့ဂူထဲကပစ္စည်းတွေကိုယူမယ်ပေါ့ဟုတ်တယ်အဖေက Guild Master ကို Asran Hunter ကိုခန့်ထားပြီးဒုတိယကိုတော့ကျွန်တော်ကိုခန့်ထားခြင်းနဲ့ Guild ကိုလုပ်ငန်းတစ်ခုအနေနဲ့လုပ်မှာပါ Asran Hunter တွေကတနိုင်ငံလုံးမှာ9ယောက်ပဲရှိတာနော်အဲ့ထက်ကတယောက်ကပင်စင်ယူသွားပြီးတခြားကခေါ်မယ်ဆိုရင်တော့မလုပ်တာကောင်းတယ်ကျွန်တော်အကိုက Guild Master မဖြစ်လာနိုင်ဘူးအဲ့တော့မင်းကအတွေ့အကြုံယူပြီး Guild Master ဖြစ်အောင်လုပ်မယ်ပေါ့ဂျင်ဦးလည်းအစွမ်းနေရှို့ပြီးတော့ mission တွေလုပ်နေတာဆိုတော့အသိလို့မှာပဲကိုရိုနာသိမ့်မကွာတဲ့ Hunter တွေကိုခေါ်ပြီး mission လုပ်တာကပို့ဆင်ပြေနိုင်တယ်ဂျင်ဦးကအနည်းဆုံး B-run လောက်တော့ရှိမယ်ဒါက Guild ရုံးခန်းလုံးမဲ့အဆောက်အုံမို့လို့အခုဆိုရင်တန်း30လောက်တန်ပါတယ်ဂျင်ဦးအတွက်ပါ Sirat mission 19ခုအတွက်ပဲတန်း30တောင်အရှင်တော့ငါဆိုရင်တော့ချက်ချင်းလက်ခံလိုက်မှာငါကိုယ်တိုင် level တင်နိုင်နေပြီဆိုတော့ Aspirant ထပ်တောင်ပုံမြင့်လာနိုင်တယ်အဲကြရင်တန်း30ကဘာမှမဟုတ်တော့ဘူးနောက်ပြီးငါအเจ้าကိုတေချာမသိသေးတဲ့လူနဲ့လည်းအဖွဲမဖွဲ့ချင်ဘူး sorry ပါခဏလေးအလုပ်ကိုလက်ခံရင်ဂျင်းဦးအเจ้าကိုရှို့ထားပေးပါမယ်ဂျင်းဦးလည်းထွက်သွားခဲ့တယ်တစ်ဖက်မှာတော့ဒုံစုလည်းငါကိုအသက်ခံလိုက်ရပြီလူတက်ရင်ဘာဖြစ်မလဲဟန်တိုင်းပြစ်မှုကိုတိုက်မြစ်ထားတဲ့နိုင်ငံမှာဆိုရင်တော့အပြစ်ဒဏ်ကြခံရမှာဆိုပေမဲ့ဥပဒေမရှိတဲ့နိုင်ငံမှာဆိုရင်တော့ကိုယ်နိုင်ငံကိုပြန်လွှဲခံရပြီးအရေးယူခံရမှာပါအစိုးရပေါ်မှာမူတည်တာပေါ့ငါအချိန်ကိုညှိပြီးအခုတော့အလုပ်ချိန်နေနဲ့ပြည့်နေပါတယ်အဲ့ဒါဆိုရင်ခဏနေအတွက်အချိန်ကိုရှင်းထားပေးပါဒီ Red Hunter ချင်းဟူ Red Hunter ချင်းဟူအဲ့အချိန်ထိမင်းတို့အသက်ရှင်နေအောင်နော်မနေ့ကျတော့ဂျင်ဝူတို့မောင်နှမတွေလည်းအပြေးလေးချင်းနေကြကဂျင်ဝူကတော့လုံရမာတွေပြီးသွားတာတော့မှအပိုထပ်လုပ်လိုက်ပြီးစူရတော့ကန်ကောင်းတဲ့ box ကိုရွှေ့လိုက်တယ်အဲ့မှာတော့တစ်ချောင်းထပ်ရလိုက်ပြီးနဆိုးရဲတိုင်းရဲ့တော့ပဲ Asran ကြီးအဲ့မှာယောဂအလုံးကိုပျောက်တဲ့မှော်စင်းရည်ရှိတယ်ညရောက်တော့ဂျင်ဝူလည်းအသက်ကဲမှော်စင်းရည်သားယောဂအကုန်လုံးကိုပျောက်กินရင်သူ့အမေအတွက်ကုသပြီးဖို့တွေးနေခဲ့တယ်အဲ့နောက်မှာတော့ဂျင်ဝူလည်းခိတ်ကိုဖွင့်လိုက်ပြီးတကားပေါ်လာတော့အထဲကိုဝင်သွားခဲ့တယ်အဲ့မှာမီးလောင်နေတဲ့မြို့ကိုတွေ့လိုက်ရပြီးအစင်မပြေရင်ဒီကြောက်တုံးနဲ့အပြင်ကိုထွက်ရမယ်အဲ့မှာမွန်စတာကြီးထွက်လာတော့ဓာတ်ရဲ့အစွမ်းကိုမြှင့်လိုက်ပြီးပြေးကျုံတယ်damage မထိပါလားနောက်ထပ်အစွမ်းနေနဲ့တက်ခိုက်လိုက်ပြီးမှမထိရောက်ပဲဖြစ်သွားကဓာတ်နဲ့ပြေးထိုးတယ်ဒါပေမဲ့ဘာမှမဖြစ်လို့ဂျွန်းထိုးလိုက်တယ်ဂျင်ဝူလည်းအကိုက်ခံလိုက်ရပြီးအနင်းခံလိုက်ရလို့သွေးတွေအများကြီးရောသွားခဲ့တယ်ငါသွေးက3ပုံ2ပုံပဲကျန်တော့တယ်မွန်စတာလည်းသူ့ရဲ့အစွမ်းတွေကို3မိနစ်စာ100ရာခိုင်နှုန်းထိမြင့်တင်လိုက်ပြီးရိုက်လိုက်တာကြောင့်လွတ်နေသွားခဲ့တယ်ပြန်ကောင်းတဲ့ spell ကို3ပြီးပြန်တိုက်ခိုက်ပြီးမှဘာမှမဖြစ်ဘဲနဲ့သူ့ကိုစရိုက်ပြန်ကျွေးတယ်ဂျင်ဦးလည်းသွေး30ရာခိုင်နှုန်းပဲကျန်တော့လို့ damage က50ရာခိုင်နှုန်းထိတိုးသွားခဲ့တယ်ငါမှသွေးနေပဲကျန်တော့လို့သူ့စွမ်းမကုန်ခင်ထိ3မိနစ်ကိုတောင်းခံမှဖြစ်မယ်ကြောက်တုံးကိုတုံးလိုက်ရမလားမွန်စတာကြောင့်3မရပဲဖြစ်သွားခဲ့တယ်ဂျင်ဦးလည်းပြေးပုံလိုက်ရကသွေးဝယ်ဖြည့်လိုက်တယ်ပြီးတော့အစိတ်ဝက်တောက်လိုက်ကပလင်းအတန်ကြောင့်မွန်စတာလည်းရောက်လာခဲ့တယ်3မိနစ်ပြည့်တဲ့အချိန်မှာတော့မွန်စတာရဲ့အစွမ်းတွေကုန်သွားပြီးအဲ့ဒီချိန်ကျမှဂျင်ဦးလည်းမိမိပြီးပြန်ကျုံတယ်အဲ့မှာအကိုက်မခံရအောင်လို့တားထားပြီးမှအကိုက်ခံလိုက်ရလို့တွေးတရပဲကျန်တော့တယ်ဒါပေမဲ့ဂျင်ဝူကအရှုံးမပေးပဲပြန်တိုက်နေလို့မွန်စတာလည်းလွတ်သွားခဲ့တယ်
ဂိမ်းနိုင်သွားလို့တန်ရာတွေပြန်ကောင်းသွားပြီးပေါ့နဲ့တခြားစုတွေကိုပါရလိုက်တယ်မော်စင်းရင်ဖြော်နီးကိုပါချလိုက်ပြီးလက်ရှိအဆင့်နဲ့ဂျက်တိုက်ထက်ကိုဝင်ရင်တန်းလစ်မှာအဲ့တော့တိတ်မကြခင်မှာပြန်လာခဲ့မယ်တေချာပေါက်အဆုံးထိချစ်ရှုပေးခဲ့ကြလို့တငယ်ချင်းတို့အားလုံးကိုထူးပချူးတင်ရှိပါတယ်